အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Certified Personal Trainer ရှိမှုပဲဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့ကျွန်တော်လက်မောင်းနောက်တာအတွက်လေ့ကျင့်ခန်းနှမျိုးကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်မျိုးကတော့ Tricep extension မှာ Tricep extension ကိုကျွန်တော်တို့ဆော့တဲ့ပုံစံလေးတွေမားနေကြတာကိုနည်းနည်းလေးပြင်ပေးချင်ပါတယ်ပထမဆုံးမားတတ်တာတော့ကျွန်တော်တို့Tricep ကို extension ဆန်းတော့ဆန်းထုတ်တယ်ဒါပေမဲ့အရှင်းပိုင်းမှာကျွန်တော်တို့တင်းအားလေးမပါဘူးဖြစ်နေရပေါ့နော်အဲ့တော့ကျွန်တော်အရှင်းပိုင်းအောင်လဲတင်းအားလေးထိပြီးမှဖြည်းဖြည်းချင်းချပြီးမှတောင်စစ်ကိုစုံကြီးဆန့်ပေးဖို့လိုပါတယ်ဒါမှပဲကျွန်တော်တို့ tricep ကိုထိအောင်မှာဖြစ်ပါတယ်နောက်တစ်မျိုးကတော့ကျွန်တော်တို့ tricep rope push down ပေါ့နော်ဆိုတော့ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်ပုံစံလေးကတော့ကျွန်တော်တို့ကျိုးလေးကိုလက်နဲ့ကင်လိုက်မယ်လက်မလေးနဲ့ညှက်ပြီးကင်လိုက်မယ်ပြီးရင်တန်းကိုလက်တစ်ဖက်ကင်ထားပြီးမှခြေထောက်ကိုရှေ့ကိုနည်းနည်းထုတ်မှခန္ဓာကိုယ်ကအနောက်ကိုနည်းနည်းရိုင်ထားတဲ့ပုံစံလေးရှိရမယ်ပေါ့နော်ပြီးရင်တောင်စစ်ကိုကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ကတ်ထားပြီးမှအောက်ကိုဆန့်ထုတ်အောင်မှာဖြစ်ပါတယ်အပေါ်တက်တဲ့ချိန်မှာဖြည်းဖြည်းပြန်တက်ပြီးမှအောက်ကိုဆန့်ထုတ်အောင်မှာဖြစ်ပါတယ်ဒီလိုမိတ်ဆွေရဲ့တောင်စစ်ကအရှိကိုအပေါ်တက်လာတယ်ဆိုတော့မားပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီပုံစံလေးဆိုရင်မားပါတယ်အဲ့တော့ tricep ကိုအနောက်ကိုဆန့်ထုတ်အောင်ပါ tricep လေ့ကျင့်တဲ့အချိန်မှာကျွန်တော်တို့တစ်ဖက်ချင်းလေ့ကျင့်တာဖြစ်တဲ့အကြောင်းမို့ကျွန်တော်အလေးအများကြီးမတုံးနိုင်ပါဘူးအဲ့တော့ကျွန်တော်အခြေကိုပဲ15ချိန်အောင်ကြအောင်လေ့ကျင့်ပေးရပါမယ်ပြီးရင်ကျွန်တော်တို့ tricep ကိုအာယုံကိုစိုက်နိုင်အောင်လို့ကျွန်တော်တို့ရဲ့ mindset ကို tricep မှာပဲအာယုံစိုက်ထားပြီးမှလေ့ကျင့်ပေးပါဒါဆိုရင်တော့မိတ်ဆွေရဲ့ tricep ကတိတိကျကျနဲ့ကြီးထွားလာမှာပဲဖြစ်ပါတယ်ကိုက tricep ကြီးချင်တယ်ဆိုပြီးမှ tricep ဆော့ပြီးတဲ့နေ့ကြာရင်တော့ကျွန်တော်တို့စားတော့ကိုကောင်းကောင်းလေးစားပေးပါဒါဆိုရင်မိတ်ဆွေရဲ့ tricep ကကြီးထွားလာမှာပါမိတ်ဆွေကနေရာကြဝုန်းနဲ့ဂျင်ဆော့ချင်တော့ကျွန်တော်တို့မြစ်ကြီးနားကတီတာရက်ကွက်မှာ Hero Body ဆိုတဲ့ဂျင်လေးရှိပါတယ်